Hello အားလုံးမင်္ဂလာပါ KTN ကပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ Bangkok Sukhumvit area မျိုးမှာ pet friendly condo ကို44 square meter 2 bedroom အကျယ်ကြီးကို3.45 million baht နဲ့ special promotion ပေးနေတဲ့အခန်းလေးကိုပြပေးပါမယ်နော်။ဒီ project မှာ44 square meter 2 bedroom နောက်ဆုံးတစ်ခန်းနဲ့ကျန်တဲ့အတွက်ကြောင့်မလို့ July တလထဲမှာပဲဒီ special promotion ရပါမယ်ရှင်။ လိုက်ကြည့်လိုက်ကြရအောင်။ Ta-da!ဒီအခန်းက fully furnished ရမယ်ပြီးတော့အခုလိုမျိုး separate kitchen closed kitchen လည်းရမှာဖြစ်ပါတယ်နော်ဒီအခန်းကိုယူမယ်ဆိုရင်သူကအရစ်ကြလည်းရပါမယ်ရှင်တစ်နှစ်ခွဲအရစ်ကြရပါမယ် freehold foreign code ဖြစ်တဲ့အတွက်ကြောင့်မလို့ပိုင်ဆိုင်မှုကတော့လုံးဝအခိုင်အမာရမှာပါရှင်ရမျိုးဖြစ်ပါမယ်เนาะ cash down ပေးမယ်ဆိုလို့ရှိရင်တော့3.45နဲ့ရမယ်အရစ်ကြယူမယ်ဆိုလို့ရှိရင်တော့ဘတ်2သိန်းပို့ပေးရပါမယ်ရှင်အခန်းက pool ဘက်ကိုလှည့်ထားတဲ့အတွက်ကြောင့်မလို့ view လေးက pool view လေးကိုရမှာပါရှင်ငါးစီကွက်အရန်ကိုကောင်းတယ်ဒီလိုနေရာမျိုးမှာဒီဈေးနဲ့ရမှာဖြစ်တဲ့အတွက်ကြောင့်အတန်ဆုံး project အတန်ဆုံးအခန်းလေးလို့ပြောလို့ရပါတယ်ရှင်ခုလိုအရစ်ကြကွန်ဒိုကန်တွေလိုချင်တဲ့ဈေးအသက်သာဆုံးနဲ့ location အကောင်းဆုံးအခန်းတွေကိုမှလိုချင်နေဆိုရင်တော့ KTN ကိုအမြန်ဆုံးဆက်သွယ်ပေးပါရှင်ကျေးဇူးပါ